မီးဖိုအောက်ကိုကြည့်လိုက်တော့မှ gas pipeline ကတန်ကြိုးခွေတွေနဲ့ပိတ်ဆို့ခံထားရတာကိုတွေ့လိုက်ရတယ်တေချာတယ်ဒါတမင်တက်အောက်လုံးသုံးပြီးရုပ်မာသွားတာပဲအခုပဲအရှုံးပေးလိုက်ဖို့အကြံပေးခြင်းနဲ့ဒီလိုဆိုရင်အ ਨੇ ဆုံးတော့နောက်ဆုံးတိတ်ခါလေးနည်းနည်းကြံသေးတာပေါ့အဆက်ကွဲတာတိတ်မဆိုးရတော့ဘူးလေပြိုင်ပွဲကမပြီးသေးဘူးဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတာအခုပြောဖို့အရန်စောလုံးသေးတယ်မီးတောင်မလင်းတော့ဘူးလေပါဇက်ကမာနေတော့မဲ့ဘာနဲ့နိုင်အောင်လုပ်မလဲကြည့်ရသေးတာပေါ့ပြိုင်ပွဲကမပြီးသေးဘူးလေတချို့လူတွေကဘာလို့များအရှုံးပေးဖို့ရုန်းကန်နေကြတာလဲမီးတောင်မရှိတော့ဘူးဟင်းဆက်ချက်ချင်သေးတယ်ရေရလွန်းလို့သေးတော့မယ်အတော်သုံးကလည်းဝင်ပြောတယ်သူနိုင်မှာမဟုတ်မှန်းသိလို့ရှုံးရင်တောင်တိတ်အဆက်မကွဲရအောင်စင်ကြေပေးဖို့ကြိုးစားနေတာပါငါရဲ့ဟင်းပွဲကပြီးတော့မယ်နှမျောစရာပဲနိုင်ရတာအရန်လွယ်လွန်းနေတယ်စိန်ခေါ်မှု14မှမရှိဘူးငါကမျက်နှာချင်းဆိုင်အပြတ်တက်နိုင်ယူပြီးအနောက်တိုင်းအစားအစာရဲ့ကြီးမြတ်မှုကိုကဘာကြီးကိုပြသချင်ခဲ့တာညီမလေးကဒေါသတကြီးអော်တယ်အစောကြီးအောင်ပွဲမခံနဲ့ဦးငါအကူမရှုံးသေးဘူးဒီအချိန်မှာအစီအစဉ်မှုကလင်းချန်သားကိုပြေးလာတယ်ခမည်းတောင်းဆိုထားတဲ့အတိုင်းအကုန်ပြင်ဆင်ပြီးပါပြီတဲလာခဲ့ဝန်ထမ်း2ယောက်ကအနောက်ဘက်ကနေတန်ချေးတွေအထက်ထက်တက်နေတဲ့ရှေးဟောင်းမီးသွေးဖိုးဟောင်းကြီးတစ်ခုကိုရုတ်တရက်ဆွဲထုတ်လာပြီးကောင်းတာပေါ်တင်ပေးလိုက်တယ်ဒါပါကြီးလဲရှေးဟောင်းပစ္စည်းလားဘယ်ခေတ်ရောက်နေပြီလဲဒီလိုဟာကြီးနဲ့ဟင်းချက်မလို့လားသူတကယ်ယူသွားပြီး gas မီးဖိုးတောင်အချိန်မမီတာကိုအခုထိန်းချုပ်ရအရန်ခတ်တဲ့မီးသွေးဖိုးကိုပြောင်းသုံးနေတယ်လေသူရှုံးမဲ့ရှုံးတော့ပုံပြက်ပန်းပြက်လုပ်ပြလိုက်တာပဲလင်းချန်ကမီးချစ်ဆန်ခဲလေးကိုချစ်ပြီးမီးသွေးတွေကိုမီးစတင်မွေးလိုက်တယ်မီးတောက်လေးကဖြည်းဖြည်းချင်းတောက်လောင်လာပြီးမီးသွေးတွေကရဲတောက်လာတယ်စုသူထေးမလေးကမျက်လုံးအယောင်နဲ့သွားတယ်မီးသွေးဖိုးရဲ့ချက်ချင်းအပူချိန်ကအရန်မြင့်တယ်ရိုးရိုး gas မီးဖိုးထက်အများကြီးတာတယ်အကယ်၍တာအပူချိန်ကိုကောင်းကောင်းထိန်းချုပ်နိုင်ရင်ဆုံးရှုံးသွားတဲ့အချိန်တွေကိုပြန်ယူနိုင်မှသိကြတယ်ဒါပေမဲ့မီးသွေးဖိုးရဲ့အပူချိန်ကိုအတိအကျထိန်းဖို့ကတော့အရန်ကိုခက်ခဲတာအတွေ့အကြုံပေါ်ပဲအပြေးဝမူတည်နေတာနည်းနည်းလေးမှားသွားတာနဲ့ဟင်းရည်အိုးတအိုးလုံးလုံးဝပျက်စီးသွားမှာအားလုံးအလကားဖြစ်သွားလိမ့်မယ်ညီမလေးကတော့ယုံကြည်မှုအပြည့်နဲ့ပြောတယ်တမိအကိုကိုယုံတယ်သူတေချာပေါက်လုံးနိုင်မှာလင်းချန်ကမီးသွေးဖိုးပေါ်ကဟင်းရည်အိုးကြီးကိုရောက်ချိုစွန်းကြီးနဲ့အဆက်မပြတ်မှွေနေတယ်ဒါဘာအနံ့ကြီးလဲအရန်မွေးရပဲအရင်ကရဘူးတဲ့ဟူလာထန်ဟင်းရည်နံ့တွေနဲ့လုံးဝမတူဘူးအဖိုးတယောက်ကမျက်လုံးမိတ်ပြီးအနံ့ကိုရှူရှိုက်လိုက်တယ်ဒီအနံ့ထဲမှာတစ်တီးမီသွေးရဲ့ခက်တင်းတင်းရနံ့လေးပါပါနေတယ်ဘလို့ဖြစ်နိုင်မှာလဲဟူလာထန်ဟင်းရည်ထဲမှာတစ်တီးမီသွေးနဲ့ဘလို့လှုပ်ရှိနေရတာလဲညီမလေးကဝမ်းသာအားရអော်လိုက်တယ်တိပြီးအဲ့ဒါတစ်တီးမီသွေးပဲအဖိုးအရင်ကပြောဘူးတယ်ထိတ်တန်းအသားကင်တွေမှာဆိုရင်တစ်တီးမီသွေးကိုတုံးရတယ်တဲ့တစ်တီးမီသွေးဟုတ်လားဒါကဘာထူးခြားချက်ရှိလို့လဲမီးမွေးတဲ့အရာတစ်ခုပဲမဟုတ်ဘူးလားအဖိုးဖြစ်သူကပြုံးပြီးရှင်းပြတယ်တေချာပေါက်ထူးခြားတာပေါ့တစ်တီးမီသွေးလောင်ကျွမ်းသွားတဲ့အခါထွက်လာတဲ့တီးတက်အနံ့လေးကဟင်းရည်တဲ့ကိုအငွေ့ဖြစ်တိတ်ဆိတ်စွာစိတ်ဝင်သွားပြီးအရင်ကမရှိဘူးသေးတဲ့အရာတာအစ်တစ်ခုကိုဖန်တီးပေးလိုက်တာပဲဒီကောင်လေးကတကယ်ပါရမီရှင်ပဲအချိန်ကိုပြန်ယူနိုင်ရုံတင်မဟုတ်ပဲအခက်ခဲကြားတဲ့ကနေအစားအစာအတွက်အရာတာတစ်ကိုပါဖန်တီးနိုင်သွားတာပဲကျွန်တော်တို့နိုင်ငံရဲ့အစားအသောက်ယဉ်ကျေးမှုကနှဆိုင်ပြီးကျေပြန့်တယ်ဟင်းခတ်အမွေးကြိုင်တွေမရှိတော့ရင်လဲတာမန်ပါဝင်ပစ္စည်းတွေနဲ့အချိုးကျပြန်ဆက်လို့ရတယ်မီးမရှိတော့ရင်လဲအစောဆုံးတဘာဝနီလန်းတွေနဲ့အစားထိုးလို့ရတယ်အဲ့ဒါကျွန်တော်တို့ရဲ့တွေးကြောထဲမှာစီးဆင်းနေတဲ့ဉာဏ်ပညာပဲတမင်လို့ယူထားတဲ့အရာတွေမဟုတ်ဘူးခင်ဗျားရဲ့အဲ့ဒီခေတ်မီစက်ကြီးတွေကမီးပြတ်သွားရင်ဒါမှမဟုတ်ပျက်စီးသွားရင်အစားထိုးစရာနီလန်းရှိလို့လားဒီမှာလာပြီးညက်လက်ပြနေတာတွေကိုရက်လိုက်တော့မင်းပါဇက်ကဘာတွေပဲပြောအဆုံးဖြတ်ပေးမှာကအရတာပဲအရတာမကောင်းရင်အကုန်လုံးကအလကားပဲမင်းစကားတွေကအချီးအနှီးပဲ digital နာယီကြီးက3နှစ်တူညဆိုပြီးအချိန်ကုန်ဆုံးသွားတယ်အစီအစဉ်မှုကအတန်ကျဲကြီးနဲ့ကြီးညာလိုက်တဲ့အချိန်စေးပါပြီပြိုင်ပွဲဝင်2ဦးစလုံးလက်ထဲကအရာအလုံးကိုချက်ချင်းရက်တက်လိုက်ပါအခု2ယောက်စလုံးရဲ့ဟင်းပွဲတွေပြီးဆုံးသွားပြီဖြစ်တဲ့အတွက်အကဲဖြတ်တိုင်တွေကအမှတ်ပေးတဲ့အစီအစဉ်ကိုစတင်ပါတော့မယ်ကျွန်တော်ပြီးပါပြီလင်းချန်လဲရောက်ချိုဆုံးကိုချလိုက်တယ်ပြိုင်ပွဲဝင်2ဦးစလုံးရဲ့ဟင်းပွဲတွေပြီးပြည့်စုံသွားပါပြီအခုလူတိုင်းရင်ခုန်နေရတဲ့အကဲဖြတ်အမှတ်ပေးမဲ့အချိန်ကိုရောက်ရှိလာပါပြီဒီကအကဲဖြတ်တိုင်9ယောက်ကတော့အချက်အပြုတ်အတင်းရဲ့ဂုံထူးဆောင်ဥက္ကဋ္ဌနိုင်ငံတော်အဆင့်အစားအသောက်ဝေဖန်ရေးသမားနဲ့ဝါရင်အစားအသောက်ဆောင်ပါရှင်3ဦးဖြစ်ကြပါတယ်သူတို့ရဲ့အကဲဖြတ်မှုကလုံးဝကျွမ်းကျင်တဲ့လုံးဝတရားမျှတမှုရှိစေရပါမယ်အခုမြည်စမ်းမှုကိုတရားဝင်စတင်ပါပြီပထမဆုံးလင်းတုံးရန်ရဲ့ဟင်းပွဲကိုအကဲဖြတ်တိုင်9ယောက်ရှိကိုချပေးလိုက်တယ်ပကံပြအဖြူရောင်လေးပေါ်မှာလှပတဲ့စတော်ဘယ်ရီတီးလေး9လုံးတင်ထားတယ်အကဲဖြတ်တိုင်လူကြီးမင်းများခင်ဗျကျွန်တော်ရဲ့ဟင်းပွဲနွေရာသီရဲ့တတိချံကိုမြည်စမ်းကြည့်ပေးပါဒါလေးပဲလားနာယီပေါင်းများစွာအလုရှုပ်ခံပြီးမှစတော်ဘယ်ရီတီးတပကံလေးပဲလာချပေးတာလားဒါကဘာစားစာလဲငါချန်ထဲမှာအများကြီးရှိတယ်ခင်မီဆက်တွေတက်သွားလို့တတိလေးနဲ့လာပြီးအရေးတွက်ဖြစ်နေတာလားဒိုင်တွေကဇွန်းလေးတွေနဲ့စတော်ဘယ်ရီတီးကိုခတ်ပြီးပါဇက်ထဲထည့်လိုက်ကြတယ်စားကြည့်လိုက်တော့မှအကဲဖြတ်တိုင်တွေရဲ့မျက်လုံးတွေပြူးကျဲသွားကြတယ်ဒါကစတော်ဘယ်ရီတီးလုံးဝမဟုတ်ဘူးငါစားလိုက်တာပြင်းရှာတဲ့ငါပြောသည့်ရတာကြီးဖျားရည်ငါအထဲမှာကတလဲသည့်ရတာပဲချင်းချင်းချူချူလေးနဲ့တတိနက်တွေအယမ်းမွေးနေတာပဲတကယ်ကိုအံ့ဖွယ်ပဲစတော်ဘယ်ရီတီးရဲ့ပုံစံနဲ့အထီးတွေ့ကိုအတိအကျယူထားပေမဲ့အရသာကတော့လုံးဝမတူညီတဲ့တတိတွေဖြစ်နေတယ်ငါရဲ့အမြင်အာယုံရောအရသာခံအာယုံပါလုံးဝအလိမ်ခံလိုက်ရပြီညီမလေးကပါဇက်လေးဟသွားတယ်ဒီလိုလဲရတာလားအဖိုးဖြစ်သူကရှင်းပြတယ်ဒါကမော်လီကျူးအစားအစာရဲ့နက်နဲတဲ့ပညာရပ်ပဲပါဝင်ပစ္စည်းတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဓာတုပိုင်းဆိုင်ရာဖွဲ့စည်းပုံကိုပြောင်းလဲပစ်ပြီးပုံမှန်တရံနဲ့အရသာကိုအသစ်ပြန်လဲဖန်တီးလိုက်တာစားသုံးသူရဲ့အာယုံခံစားမှုကိုလှည့်စားလိုက်တာပဲဒီလောက်တူတောင်းတဲ့အချိန်တွင်းမှာဒီလောက်အစစ်နဲ့တူအောင်ဖန်တီးနိုင်တာတကယ်ကိုထိတ်တန်းမီရှယ်လင်စဖို့မှုကြီးပြီးတာပါတယ်ဦးလေးသုံးတို့လင်မယားကတော့ထိုင်ကုန်ကနေထခုန်ပြီးအော်နေကြပြီးတွေ့လာတောသားတွေမျက်စိပွင့်သွားပြီလားဒါမှအစစ်မြင့်အစားအစာဆိုတာကွာငါသားကအတော်ဆုံးပဲငါတို့နိုင်ပြီအဲ့ဒီဟင်းရည်စုပ်လေးနဲ့ဘယ်လိုလှုပ်ရှင်နိုင်မှာလဲလင်းလုံးရန်ကမာနတခွဲနဲ့ကြည့်ပြီးငါနိုင်ပြီဆိုပြီးပြုံးပြလိုက်တယ်လင်းချန်ကလည်းတီတီငိမ့်ငိမ့်နဲ့ပဲဒါကမတေချာသေးပါဘူးလို့ပြန်ပြောလိုက်တယ်အစီအစဉ်မှုကကြေညာတဲ့အကဲဖြတ်တိုင်9ဦးစလုံးလင်းတုံးရန်ရဲ့ဟင်းပွဲကိုမြည်စမ်းလို့ပြီးသွားပါပြီဆက်လက်ပြီးလင်းချန်ရဲ့ဟူလာထန်ဟင်းရည်ကိုမြည်စမ်းပါတော့မယ်အငွေ့လေးတွေတထောင်းထောင်းထနေပြီးအနက်လေးကဆွဲဆောင်နေတယ်အကဲဖြတ်တိုင်တွေကဟင်းရည်
ကိုဇွန်းရှည်ကြီးတွေနဲ့တစ်ခတ်စာတောက်ကြည့်လိုက်ကြတယ်ပြီးတော့ဇွန်းကိုချလိုက်ပြီးမိုက်ခရိုဖုန်းကိုကင်လိုက်တယ်ကျမတို့မြည်ဆန်းလို့ပြီးပါပြီညီမလေးကလန့်သွားတယ်မြည်ဆန်းလို့ပြီးပြီဒီလောက်ပဲလားစုသူထေးမလေးကလည်းမျက်မှောင်ကျုပ်သွားတယ်ဘာလို့ဒီလိုတုံ့ပြန်မှုမျိုးဖြစ်နေရတာလဲအရသာမကောင်းလို့လားဒါမှမဟုတ်အရန်ယိုရှင်းလို့နေလို့လားပရိသတ်တွေကလည်းရုပ်တဲတဲဖြစ်သွားကြတယ်ဒိုင်တွေဘာတုံ့ပြန်မှုမှမရှိပါလားကြည့်ရတာမကောင်းလို့နေမှာဟိုဘက်ကမီရှယ်လင်စဖိုမှုရဲ့လက်ရာကိုစားတုံးကအမူအရာတွေနဲ့တခြားစီပဲငါပြောသားပဲဟင်းရည်စုပ်လေးတစ်ပွဲကမီရှယ်လင်စဖိုမှုကိုဘယ်လိုလုပ်ရှင်နိုင်မှာလဲဦးလေးသုံးကရေမောလိုက်တယ်မြင်ကြပြီလားအဲ့ဒါအဆင့်တန်းကွာခြားမှုပဲဒိုင်တွေကမှတ်ချက်ပေးဖို့တောင်ပြင်းနေကြပြီလေအတော်သုံးကလည်းထောက်ခံနေဆက်ပြီးဟန်ဆောင်နေလိုက်ဦးကိုဟင်းချက်နဲ့ဖျားများထင်နေလားသူလှုပ်ထားတဲ့အရာကိုခွေးတောင်လည်းမကြည့်ဘူးလင်းတုံးရံကလှောင်ပြုံးပြီးလင်းချံကိုလှမ်းပြောတယ်ကြည့်ရတာမင်းရဲ့တွေးကြောတွေကဉာဏ်ပညာဆိုတာကဒိုင်တွေရဲ့အာယုံကိုဖန်ဆားနိုင်စွမ်းမရှိဘူးထင်တယ်အခုမဲပေးတဲ့အချိန်ရောက်ပါပြီအစီအစဉ်မူကကြီးညာတဲ့အကဲဖြတ်တိုင်းလူကြီးမင်းများအားလုံးမြည်ဆန်းလို့ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နောက်ဆုံးအမှတ်ပေးတဲ့အစီအစဉ်ကိုတိုက်ရိုက်သွားပါမယ်အကဲဖြတ်တိုင်းတဦးစီတိုင်းမှာတီးတန့်ပြုလုပ်ထားတဲ့ဇွန်းရှည်ကြီးနှစ်ချောင်းစီရှိပါတယ်အနက်ရောင်ဇွန်းကလင်းတုံးရံအဖြူရောင်ဇွန်းကလင်းချံဖြစ်ပါတယ်ဇွန်းကိုမြောက်ပြီးကိုရွေးချယ်တဲ့သူကိုမဲပေးနိုင်ပါပြီဦးလေးသုံးကသဘောကျပြီးလက်ဝါးရိုက်လိုက်တယ်ပြီးကြည့်ရတာဒီတစ်ခါတော့ငါတို့တကယ်ကိုမှားကြည့်မိတာပဲအဖိုးဖြစ်သူကလည်းတက်ပြင်းချတဲ့အကဲဖြတ်တိုင်းတွေရဲ့တုတ်ပြန်မှုကအားလုံးကိုရှင်းပြနေပါပြီလေအဆုံးသက်တော့လဲအရန်ကိုအားနေသွားတာပဲညီမလေးကမျက်ရည်ဝဲပြီးမေးတယ်စူးမမကိုကတကယ်ပဲရှုံးတော့မှာလားစုသူထေးမလေးကကောင်းခါလိုက်တယ်မရှုံးဘူးသူ့ကိုငါယုံတယ်အကဲဖြတ်တိုင်းတွေအမှတ်ပေးပါတော့မယ်ကွင်းတစ်ခုလုံးအကြတန်ကြားရလောက်အောင်တိတ်ဆိတ်သွားတယ်ဒိုင်9ယောက်လုံးကစပွဲပေါ်ကဇွန်းတွေကိုကင်လိုက်ကြပြီးတပြိုင်နက်တည်းအပေါ်ကိုမြှောက်လိုက်ကြတယ်အဖြူရောင်ဇွန်းငါးချောင်းလေထဲမှာမြင့်တက်သွားတယ်အစီအစဉ်မူကအန်အော်ဂျီနဲ့အတန်ကုန်អော်လိုက်တယ်မဲငါးမဲအပြည့်နဲ့ဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူကတော့လင်းချံဖြစ်ပါတယ်ခင်ဗျာကွင်းတစ်ခုလုံးလက်ခုပ်တန်တွေအော်ဘာတန်တွေနဲ့စူညံသွားတယ်အဖိုးဖြစ်သူကလည်းထိုင်ကုန်ကနေမတ်တက်ရက်ပြီးအားရပါရပြေးဖက်ကမျက်ရည်တွေကြားကနေဝမ်းသာအားရလက်ခုပ်တီးပေးနေတယ်စုသူထေးမလေးကလည်းမျက်ရည်လေးတွေဝဲပြီးပြုံးကကြည့်နေတယ်လင်းချံကကောင်းကင်ကိုမောကြည့်ပြီးတီတိုးပြောလိုက်တယ်အဖေအမေအဖိုးကျွန်တော်နိုင်ပြီးကျွန်တော်တို့မိသားစုရဲ့ဟူလာထန်ဟင်းရည်နဲ့အနိုင်ရခဲ့ပြီးဘလို့လုပ်ဖြစ်နိုင်မှာလဲမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီဂျိုကောင်လေးကဘလို့လုပ်နိုင်မှာလဲနင်တို့တွေပတ်စံဘလောက်တောင်ယူထားကြတာလဲပြောစမ်းဟိုဆူးဆိုတဲ့ကောင်မလေးကနင်တို့ကိုပတ်စံတွေပေးထားတာမဟုတ်လားနင်တို့ကငါသားရဲ့ဟင်းပွဲကိုတော့ကောင်းကင်ဘုံရောက်အောင်မြောက်ပင်ပေးပြီးတော့ဟိုဟင်းရည်စုပ်ကြတော့ဖင်တောင်မလန်ပြပဲနဲ့ဘလို့လုံးနောက်ဆုံးကြတော့လင်းချံကနိုင်သွားရတာလဲဒီထဲမှာတေချာပေါက်မတရားလုပ်ထားတာရှိတယ်ငါခေါင်းကိုဖြုတ်ပြီးနင်တို့ကိုဘောလုံးကန်ဖို့ပေးရတယ်လင်းတုံးရံလဲဒေါသတကြီးနဲ့ရှေ့ကိုပြေးထွက်လာပြီးအကဲဖြတ်တိုင်တွေကိုကြည့်ကအော်တယ်အကဲဖြတ်တိုင်တွေခင်ဗျာကျွန်တော်ရှင်းပြချက်တစ်ခုလိုချင်တယ်အကဲဖြတ်တိုင်ဥက္ကဋ္ဌကြီးကမတ်တက်ရက်လိုက်တယ်မစ္စတာလင်းတုံးရံပထမဆုံးအနေနဲ့ကျွန်တော်ဝန်ခံရပါမယ်ခင်ဗျာရဲ့နွေရာသီရဲ့တစ်တီးချံဟင်းပွဲကတကယ်ကိုပြောင်းမြောက်လုံးပါတယ်ဟင်းချက်ကျွမ်းကျင်မှုရောတီထွင်ဖန်တီးမှုရောအလှဆင်မှုပါအမြင့်ဆုံးအဆင့်ကိုရောက်နေပါပြီအရသာရဲ့အန်အောတင်ပွဲကောင်းမှုတစ်ခုတည်းကိုပဲရှင်းမယ်ဆိုရင်ခင်ဗျားကဟူလာထန်ဟင်းရည်ထက်တောင်တာပါသေးတယ်ဦးလေးသုံးကအော်ပြောတယ်ကြားကြလားဒိုင်တွေကိုယ်တိုင်တော်ဝန်ခံနေပြီးအရသာကငါသားနိုင်တာလေအဲ့ဒါဆိုဘာလို့ငါတို့ကရှုံးရတာလဲဥက္ကဋ္ဌကြီးကဆက်ပြောတယ်ဒါပေမဲ့အရသာဆိုတာအစားအစာရဲ့အစိပ်ပိုင်းအားလုံးကိုကိုစားမပြုပါဘူးအစားအစာဆိုတာကျွန်တော်တို့ရဲ့အရသာခံအာယုံကိုဖြည့်ဆည်းပေးရုံတင်မဟုတ်ပဲအချိန်တော်တော်များများမှာသူကစိတ်နှလုံးကိုနှစ်သိမ့်ပေးတဲ့အရာပါပဲကျွန်တော်တို့လူတိုင်းဘလောက်ပဲဝေးသွားခဲ့တောင်ပေါ်ကတမိုးကြီးအစားအစာတွေဘလောက်ပဲစားခဲ့အမေချက်ကျွေးတဲ့အရှင်းဆုံးအိမ်သုံးဟင်းလေးတစ်ခွက်ကအမြဲတမ်းအကောင်းဆုံးနဲ့အနှွေးထွေးဆုံးဖြစ်နေတတ်ပါတယ်မစ္စတာလင်းချန်ရဲ့ဒီဟူလာထန်ဟင်းရည်ကအရသာအလွှာတွေပေါင်းစုံနေပြီးအရသာတိုင်းကအချိုးအစားကွက်တိပါပဲအရေးကြီးဆုံးကကျမပထမဆုံးတငုံတောက်လိုက်တဲ့အချိန်မှာပစ္စည်းဥစ္စာတွေချို့တဲ့ပေမဲ့မျောလင်းချက်တွေအပြည့်ရှိခဲ့တဲ့ကလေးဘဝမနက်ခင်းတွေကိုပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတယ်ဒါကြောင့်အနိုင်ရသူကလင်းချံဖြစ်သွားတာပါဒါဟာလုံးဝကိုရှင်းစရာမလိုတဲ့အပြတ်သက်အောင်ပွဲတစ်ခုပါစိတ်နှလုံးအနက်ဆိုင်ဆုံးနေရာကနှွေးထွေးမှုနဲ့ခေါ်တန်ဟုတ်လားသူခက်မြန်ပဲဟင်းရည်ပကံစီလျှောက်သွားပြီးဇွန်းနဲ့တစ်ခတ်စာတောက်ကြည့်လိုက်တယ်တောက်လိုက်တာနဲ့သူ့ရဲ့မျက်လုံးတွေပြူးကျဲသွားပြီးမာနတွေအကုန်လုံးအကြီးပြောကျသွားတယ်အော်ဒီလိုကိုကျွန်တော်ရှုံးပါပြီကျွန်တော်ရှုံးတာတကယ်ကိုမကျေနပ်စရာမရှိပါဘူးဒေါ်လေးသုံးကလာဆွဲတယ်တာမင်းဘာတွေလျှောက်ပြောနေတာလဲငါတို့မရှုံးဘူးသူတို့မတရားလုပ်ထားတာလင်းတုံးရံကဖယ်ချလိုက်ပြီးခေါင်းလိုက်ဆိုင်ကြကထွက်သွားတော့တယ်အတော်သုံးကငိုယိုပြီးအော်တယ်တားလေးငါတို့ကိုစောင့်ပါအောင်ပြီးဖူမှန်ကဲဆိုင်လေးတော့အကုန်ပြီးသွားပါပြီလင်းတုံးရံကတီတိုးရေရွတ်တယ်မဖြစ်နိုင်ဘူးငါတကယ်ရှုံးသွားပြီပဲလမ်းဘေးဆိုင်လေးကိုရှုံးသွားတာလားလင်းချံကပြောလိုက်တယ်ဒါကလမ်းဘေးဆိုင်ကတာမန်ဟူလာထန်ဟင်းရည်တပွဲမဟုတ်ဘူးသူ့အနောက်မှာနိုင်ငံရဲ့2000ပေါင်း9000ကျော်ရှည်လျားတဲ့အစားအသောက်ယဉ်ကျေးမှုရဲ့အမွေနှစ်တွေပါဝင်နေုံတင်မဟုတ်ပဲတာမန်လူတွေရဲ့ဘဝတွေကအချို့အချင်းခါအရသာတွေပါဝင်နေတာပဲဒါကြောင့်မို့လို့ငါဟင်းရည်ကလူတွေကိုစိတ်နှလုံးအနက်ဆိုင်ဆုံးနေရာကနှွေးထွေးမှုနဲ့ခေါ်တန်ကိုခံစားရစေတာညီမလေးကပြေးလာပြီးအကိုဖြစ်သူကိုဖတ်လိုက်တယ်အကိုကျမတို့နိုင်ပြီတကယ်နိုင်ပြီလင်းချံကပြုံးပြီးပြန်ဖတ်ထားတယ်အယူမလေးအကိုဘယ်တော့မှရှုံးဘူးလို့လဲညီမလေးကလှည့်ပြီးထွက်သွားမဲ့ဦးလေးသုံးတို့ကိုလှမ်းអော်တယ်ဟေးနင်တို့မသွားကြနဲ့ဦးလေးလောင်းကြီးတွေမပေးရသေးဘူးနော်လင်းချံကတားလိုက်တယ်ထားလိုက်ပါတော့လောင်းကြီးကအရေးမကြီးပါဘူးအရေးကြီးတာကဒီနေ့အကိုတို့တက်တည်ပြနိုင်ခဲ့ပြီးအကိုတို့ကိုပိုင်ယဉ်ကျေးမှုကအနောက်တိုင်းကယဉ်ကျေးမှုတွေထက်ဘယ်နေရာမှမနှိမ့်ကြဘူးဆိုတာကိုတက်တည်ပြနိုင်ခဲ့ပြီးအဲ့ဒီထက်တောင်ပိုပြီးနှက်ဆိုင်ပါသေးတယ်ဒိုင်တွေကလည်းခေါင်းနှိပ်ထောက်ခံတယ်ပြိုင်ပွဲအပြီးလူတွေအကုန်လုံးအောင်ပွဲခံနေကြတဲ့အချိန်မှာလင်းချံကစုသူထေးမလေးစီကိုရှောက်လာတယ်ဘာပဲဖြစ်ဖြစ်ဒီတစ်ခါတော့ကျမတို့ဟူလာထန်ဟင်းရည်ရဲ့အစွမ်းအစကိုတက်တည်ပြနိုင်ခဲ့ပြီးနောက်ထပ်စီးပွားရေးလမ်းကြောင်းတွေချဲ့ထွင်ပြီးဈေးကွက်ထဲကိုပိုပြီးထိုးဖောက်ဝင်ရောက်လို့ရပြီပေါ့လင်းချံကခေါင်းခါလိုက်တယ်ခဏလေးစီးပွားရေးကအရေးကြီးပါတယ်ဒါပေမဲ့အခုလောလောဆယ်အဲ့ဒီထက်ပိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိသေးတယ်ဘာကိစ္စလဲလို့စုသူထေးမလေးကအံ့ဩတကြီးမေးလိုက်တယ်လင်းချံကဘာမှဆက်မပြောတော့ပဲစုသူထေးမလေးရဲ့မျက်နှာလေးကိုကင်ပြီးအားလုံးရှိမှရိုမန်တဆန်ဆန်အနမ်းရှည်ကြီးတစ်ခုပေးလိုက်တယ်ညီမလေးကပါဆက်လေးဟာကအံ့ဩဝမ်းသာစွာကြည့်နေတယ်လို့ကောင်းကင်ဘော်ကနေရွှေမုံလေးတွေကျလာပြီးပရိသတ်တွေအားလုံးကလည်းဝမ်းသာအားရလက်ခုပ်တီးရင်စကားလေးပြီးဆုံးသွားပါတော့တယ်